မင်္ဂလာပါရှင်။ Zamni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့စက်ကြာ TV မိဘရဲ့ခေါင်းကြီးအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရဲ့ရှင်။မြမအရာဇဝင်သမိုင်းတွေကထင်ရှားကြော်ကြားခဲ့တဲ့မိဖုရားတွေထဲမှာဆိုရင်မင်းတော်မင်းကြီးရဲ့အချစ်ဆုံးမိဖုရားလည်းဖြစ်မိဖုရားခေါင်းကြီးလည်းဖြစ်တဲ့စကြဒေဝီမိဖုရားကြီးဟာတပါးအပါဝင်ဖြစ်ပါတယ်။စကြဒေဝီမိဖုရားခေါင်းကြီးဟာတခြားသောကုန်းမောင်ခေတ်မိဖုရားတွေနဲ့ကွဲပြားစွာဘရင်မင်းမြတ်ကိုဥဆောင်လမ်းပြပြုနိုင်ပြီးတော့တိုင်းပြည်အကျိုးကိုလည်းရှေးရှုဆောင်ရွက်ခဲ့တဲ့ထူးချွန်ထက်မြက်သူအမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့်သမိုင်းမှတ်တမ်းတွေထဲမှာဆိုရင်သူ့ရဲ့နာမည်ကုံမုတ်ကကောင်းမွန်စွာကျန်ရစ်ခဲ့တာကိုတွေ့ရပါတယ်။စကြဒေဝီကိုတာယာဝရီမင်းနဲ့ကျက်ပေးမိဖုရားခေါင်းကြီးတို့က1813ခုနှစ်မှာဖွားမြင်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အကိုတော်ကတော့ကုန်းမောင်မင်းဆက်ရဲ့နဝမမြောက်မင်းသားဖြစ်သူပကံမင်းပဲဖြစ်ပါတယ်။သမိုင်းမှတ်တမ်းတွေမှာတော့သူမရဲ့နာမည်ကိုစကြဒေဝီလို့သာဖော်ပြမှုများပေမဲ့ဘွဲ့အမည်ရင်းကတော့တိတိပဝရာအတုလတိလောကမဟာယာစိနာအဓိပတိယရနာဒေဝီဖြစ်ပါတယ်။မိဖုရားကြီးဟာငယ်စဉ်ကလေးဘဝကလေးကစာပေပညာကိုဝါသနာပါပြီးတော့ဗေဒင်နက္ခတ်ပညာကိုလည်းအထူးကျွမ်းကျင်တတ်မြောက်ခဲ့တာကြောင့်သူမရဲ့နာမည်ကိုစကြဒေဝီလို့အမည်တွင်ခဲ့တာလည်းဖြစ်နိုင်တယ်လို့လူများကလက်ခံကြပါတယ်။မိဖုရားကြီးရဲ့ကိုနေဟန်ထားအသွင်မြင်ကတော့ကိုလုံးကိုတဲ့တောင်တင်းလှပပြီးအသားညိုကမျက်လုံးမျက်ဖန်တွေကလည်းအလွန်လှပတယ်လို့သိရပါတယ်။မဟာစီမဟာသွေးစစ်စစ်ဖြစ်တဲ့သူမဟာဒီလိုမျိုးအလှတရားတွေနဲ့ပြည့်နှက်နေတာကြောင့်လေခမဲတော်တာယာဝရီမင်းခေါ်ရွှေဘုံမင်းလက်ထက်ကတည်းကတပင်နိုင်နန်းဆောင်မှာပင်နိုင်ဆန်မင်းသမီးတစ်ပါးအဖြစ်တိသက်ဆံမြန်းနေထိုင်ခွင့်ရခဲ့ပါတယ်။တပင်နိုင်မင်းသမီးဆိုတာကတော့ရုပ်ရည်အရက်အမောင်ပညာစိတ်နေစိတ်ထားနဲ့မျိုးရိုးတို့မှာပြိုင်ပတ်ကင်းပြီးတော့နောက်တစ်ချိန်မှာမိဖုရားခေါင်းကြီးဖြစ်လာမဲ့သူဖြစ်ပါတယ်။ဒါအပြင်စကြဒေဝီဟာစိတ်သဘောထားပြေဝပြီးအရာရာကိုအကောင်းမြင်စိတ်ရှိတဲ့လူဖြစ်တဲ့အလျောက်ရဇဝတ်တင်နေတဲ့အပြစ်သားတွေကိုသေပေးမှလွတ်မြောက်အောင်ကဲထုတ်ပေးနိုင်တဲ့ဇီဝိတဒါနစုကိုလည်းခမဲတော်လက်ထက်ကနေမင်းတော်မင်းလက်ထက်အချိန်ထိရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဘာကြီးတော်မြဝရီမင်းကြီးဦးစာစင်ဖြူမရှင်ရောတင်းဝင်ဦးဖိုးလိုက်နဲ့လှိုင်ထိတ်ခေါင်တင်တို့အပါအဝင်လူ15ယောက်ရဲ့အသက်ကိုကဲတင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုကဲတင်ခဲ့တဲ့အထက်မှာရောတွင်းဝင်ဦးဖိုးလိုက်ကိုကဲတင်ခဲ့မှုကတော့တိုင်းပြည်အတွက်အကျိုးများစွာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ခမဲတော်တာယာဝရီမင်းကနောင်တော်ဘာကြီးတော်ကိုကွပ်မျက်ခံဒီအချိန်မှာလည်းအဖနဲ့တူသောနောင်တော်ကိုတက်လျင်ပိတုကတကန်ကြီးထိုက်ခါအစာတသက်ကဲ့သို့ရာဇဝင်ရိုင်းပွဲရှိသည်လို့တားမြစ်ခဲ့တာကြောင့်ဦးဤတော်ဖြစ်သူဘာကြီးတော်ကိုသေမင်းကရင်ဝါကနေကဲထုတ်နိုင်ခဲ့ပြန်ပါတယ်။စကြဒေဝီဟာနမ်းမတော်မဲနုနဲ့ညောင်ရမ်းမင်းသားစကြမင်းတို့ကိုလည်းသေဒဏ်ပေးခံရမယ့်ဘေးကနေကဲတင်မှုစူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့နှစ်ဦးရဲ့ပြစ်မှုကနိုင်ငံတော်ပုံကန့်မှုဖြစ်တာကြောင့်မကဲတင်နိုင်ခဲ့ပါဘူး။ဒီနေရာမှာထပ်လောင်းပြပြချင်တာကတော့ညောင်ရမ်းမင်းသားဟာရေချကွပ်မျက်ခံရပေမဲ့လည်းပထမန်ဘိုးအောင်ကကဲတင်ခဲ့တာကြောင့်အသက်ချမ်းသာရာရရှိခဲ့ပါတယ်။ဉာဏ်ပညာတွေးခေါ်မှုပိုင်းမှာတော့ထူးချွန်ထက်မြက်လို့နဲ့စကြဒေဝီဟာဆိုရင်ခမဲတော်တာယာဝရီမင်းလက်ထက်ကတည်းကနန်းတွင်းရေးရာကိစ္စတွေကိုကိုညီဖြည့်ရှင်းပေးနိုင်ပြီးတော့ဦးကြီးတော်ဘာကြီးတော်ထံမှာထီးနှံကိုခမဲတော်ရရှိဖို့အတွက်ကိုလည်းအကြံဉာဏ်တွေပေးခဲ့တယ်လို့လည်းသိရပါတယ်။1840ခုနှစ်မှာတော့တာယာဝရီမင်းဟာအင်းဝရွှေနန်းတော်ကနေအမရပူရာမြို့ကိုပြောင်းရွှေ့ကမြို့သစ်တည်ခဲ့ပါတယ်။ဒီခါမှာတော့ရာစပိသေကမုတ်တာဗိသိက်ခမ်းအခမ်းအနားကိုဘေးရင်နက်ခတ်ကျွမ်းကျင်တဲ့သမီးတော်စကြဒေဝီအခါတော်ပေးတဲ့အတိုင်းလိုက်နာဆောင်ရွက်ခဲ့ပါတယ်။စကြဒေဝီမိဖုရားကြီးဟာဉာဏ်ပညာမှာတွင်ပြည့်စုံယုံသားမကပဲစိတ်သဘောလည်းဖြောင့်မတ်စင်ကြယ်ပြီးသီလသမာဓိရှိသူလည်းဖြစ်ပါတယ်။ပါဠိတက္ကတနဲ့နာဂရီစာပေတွေကိုလည်းလေ့လာလိုက်စားခဲ့သလိုအပိုးလေးတော်သူသိပ္ပံပညာရှင်မခရာမင်းသားကြီးထံမှလည်းအင်္ဂလိပ်ပြင်သစ်ဘာသာစကားတို့ကိုသင်ယူလေ့လာခဲ့ပါသေးတယ်။ဒါကြောင့်လည်းနိုင်ငံရခြားမှလာရောက်တဲ့တန်တမန်တွေအကြားမှာဆိုရင်သူမဟာပညာတတ်အမျိုးသမီးတစ်ယောက်အဖြစ်အသိမှတ်ပြုခံခဲ့ရပြီးအဝေးကြည့်မှန်ပြောင်းနက္ခတဗေဒကျမ်းနဲ့ပထဝီဆိုင်ရာမြေပုံတွေစာအုပ်တွေလည်းဆက်သခံခဲ့ရပါတယ်။ခမဲတော်တာယာဝရီမင်းလွန်ပြီးနောက်အကိုတော်ပကံမင်းနန်းတက်တဲ့အချိန်မှာလည်းစကြဒေဝီဟာအရေးပါအရာရောက်တဲ့တော်ဝဲမင်းသမီးတစ်ပါးအဖြစ်နန်းတော်ထဲမှာဆက်လက်နေထိုင်ဆက်မြန်းခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်းပကံမင်းကတိုင်းရေးပြည်ရေးကိုလစ်လူရှုပြီးတော့ကြက်ပွဲလက်ဝိပွဲတွေမှာသာပျော်မွေ့ပြီးတော့ထရေတောင်အပျော်ပါလိုက်စားခြင်းတွေကိုသာခုံမင်းနေခဲ့တာကြောင့်တိုင်းပြည်အခြေအနေကလည်းတနေ့တခြားရင်းရင်လာခဲ့ပါတယ်။ဒီအခြေအနေကိုအင်္ဂလိပ်တို့ကအခွင့်ကောင်းယူပြီးတော့ဒုတိယအကြိမ်ကျူးကျော်လာခဲ့တာကြောင့်မြန်မာပြည်ရဲ့3 ပုံ 2 ပုံဟာအင်္ဂလိပ်တို့လက်အောက်ကိုကျရောက်ခဲ့ရပါ
ပါတယ်ဒီချိန်မှာတော့မင်းတော်မင်းသားနဲ့စကြဒေဝီတို့ဟာမေတ္တာမြလို့နေကြပါပြီဒါကြောင့်လဲမင်းတော်မင်းသားကတိုင်းပြည်အတွက်လိုအပ်တဲ့အကြံပေးချက်တွေကိုစကြဒေဝီထံမှာတွားရောက်တောင်းခံရပါတယ်စကြဒေဝီကလည်းပကံမင်းရဲ့နန်းသက်ဟာအဆက်ပြက်နေပြီဖြစ်ကြောင်းကိုဘေးရင်ပညာနဲ့တွက်ချက်မိတာကြောင့်မင်းတော်မင်းသားတို့အနေနဲ့ရွှေဘိုးစီကိုထွက်ခါအောင်မြင်နှင်းပြီးကြံလျင်အနိုင်ရနိုင်ကြောင်းကိုလမ်းညွှန်ပေးခဲ့တာလည်းဖြစ်ပါတယ်ဒီရေးတော်ပုံကာလမှာတော့ရောအတွင်းဝင်ဦးဖိုးလှိုင်ကလည်းမိမိအလွန်လေးစားရတဲ့မွေးစားမိခင်စကြဒေဝီရဲ့တိုက်တွန်းချက်အတိုင်းသင်္ကန်းဝတ်နေရမှာလူထွက်လာပြီးတော့ကနောင်မင်းသားနဲ့မင်းတော်မင်းသားတို့ဘက်မှကူညီပေးခဲ့ပါတယ်ဒီလိုနဲ့1853ခုနှစ်ဇွန်လမှာတော့မင်းတော်မင်းသားနဲ့ကနောင်မင်းသားတို့ဟာအမရပူရရှင်မြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့အရေးအချင်းညံဖြစ်နဲ့ပကံမင်းကိုနန်းချပစ်ခဲ့ပါတယ်ပကံမင်းနန်းချပြီးတဲ့နောက်မှာတော့မင်းတော်မင်းသားကတိရိပဝနာဝိဇရာနနရတပဏိတာတိပဝနာနိတာမဟာဓမ္မယာဇာတိယာဇာဆိုတဲ့ဘွဲ့နာမည်နဲ့ထိနှံဆက်ခံခဲ့ပြီးချစ်ရတဲ့စကြဒေဝီကိုလည်းရွှေဘိုမြို့စီခေါ်ဆောင်ကတောင်ယာဆန်အကမဟေတီအဖြစ်တင်မြှောက်ခဲ့ပါတယ်စကြဒေဝီဟာမင်းတော်မင်းထက်အသက်2နှစ်မြပိုကြီးတာကြောင့်မင်းတော်မင်းကစကြဒေဝီကိုမမဖျားလို့ခေါ်တွင်ခဲ့တယ်လို့လည်းဆိုပါတယ်ဘိစဘတ်ဆိုတော့မဟူယာနကန်ရိုးရိုးချီတဲ့ကိုသာနှစ်သက်သူတယောက်ဖြစ်တဲ့စကြဒေဝီဟာမိဖုရားအရာကိုရောက်ချိန်မှာတော့အသက်40အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်သူမဟာမင်းတော်မင်းကြီးရဲ့မိဖုရားခေါင်းကြီးအဖြစ်တင်မြှောက်ခံခဲ့ရပေမဲ့လည်းခြားသောမိဖုရားတွေလိုတော့တသမီရတနာထွန်းကားခြင်းမရှိခဲ့ပါဘူးဒါပေမဲ့လည်းသူမရဲ့ပညာသမာဓိနဲ့ရုပ်ရည်ဥပဒေတို့ကခမဲတော်အကိုတော်နဲ့ကျင်ရတော်မင်းသုံးဆက်အတွက်လေးစားမျက်နှိုးစရာအထီးဖြစ်ခဲ့ပါတယ်မင်းတော်မင်းဟာမရမတွက်နိုင်လောက်အောင်မိဖုရားပေါ်များတဲ့ဘယင်တစ်ပါးဖြစ်ပေမဲ့လည်းသူ့အချစ်ဆုံးမိဖုရားကတော့စကြဒေဝီဖြစ်တယ်ဆိုတာကတော့စကြဒေဝီကွယ်လွန်ပြီးနောက်အချိန်မှာထင်ထင်ရှားရှားသိခွင့်ရရှိခဲ့ပါတယ်စကြဒေဝီဟာ1886ခုနှစ်မှာကျမ်းမာ၍ချိုးယင်းမှုဖြစ်ပေါ်လာခဲ့တာကြောင့်မင်းတော်မင်းကလည်းတိုင်းပြည်တဝန်းမှာအကောင်းဆုံးအတော်ဆုံးသမားတော်တွေကိုပင့်ဖိတ်ခါနီးကုံလန်းကုံနဲ့အစွမ်းကုန်ကုသပေးခဲ့ပါတယ်ဒါပေမဲ့လည်းသေခြင်းတရားကိုဘသူကမှလွန်ဆန်လို့မရဘူးဆိုတဲ့နီးရမှာအတိုင်းနိုဝင်ဘာလ12ရက်1886ခုနှစ်မှာတော့စကြဒေဝီမိဖုရားခေါင်းကြီးကကံတော်ကုန်ခဲ့ရှာပါတယ်စကြဒေဝီကံတော်ကုန်ပြီးချိန်မှာတော့မင်းတော်မင်းဟာကြေကွဲဆိုးနဲ့ထိခိုက်ခံစားခဲ့ရပြီးသူမရဲ့နန်းဆောင်အတွင်းကိုမြည်သူကိုမှအဝယ်မခံခဲ့ပါဘူးဒါအပြင်စကြဒေဝီမိဖုရားခေါင်းကြီးတဦးတည်းသာထိတွေ့ကင်တွယ်ခွင့်ရခဲ့တဲ့သူ့ရဲ့စံတော်ကိုလည်းမြည်သူကိုမှရှင်းခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်စကြဒေဝီမိဖုရားခေါင်းကြီးရဲ့ကျွင်းကြံရခဲ့တဲ့ရုပ်အလောင်းတော်ကိုတော့ရွှေသား30ကျော်ရှိတဲ့တလွန်ပေါ်မှာထားရှိခဲ့ပြီးထီးဖြူရှစ်စင်းမိုးကနန်းတော်ကြီးရဲ့အရှိမြောက်ဘက်ရွှေပြည်ဥယျာဉ်တော်အတွင်းမှာအုတ်ကူပြတ်သက်သွင်းတကြိုထားခဲ့ပါတယ်အဆိုပါအုတ်ကူအနီးမှာလည်းမင်းတော်မင်းဟာဝစ်ဖြူစင်ကြဲဝစ်စင်ပြီးတော့ရက်အတော်ကြာတဲ့အထိနေထိုင်ခဲ့တယ်လို့လည်းသိရပါတယ်ဒီနေ့တက်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မင်းသုံးဆက်စလုံးအတွက်လေးစားမျက်နှိုးစရာအထိဖြစ်ခဲ့တဲ့စကြဒေဝီမိဖုရားကြီးအကြောင်းကိုလေ့လာမိသလောက်တက်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်